မလေးရှားနိုင်ငံကွာလာလမ်ပူမြို့မှာကျင်းပနေတဲ့အာဆီယံထိပ်သီးအစည်းအဝေးပွဲကိုတက်ရောက်ဖို့ရောက်ရှိနေတဲ့အမေရိကန်သမ္မတဒေါ်နယ်ထရန့်ဟာကာလကြာရှည်စွာနယ်စပ်ပိုင်ဆိုင်မှုအငြင်းပွားနေတဲ့ထိုင်းနဲ့ကမ္ဘောဒီးယားနှစ်နိုင်ငံတို့အကြားချုပ်ဆိုတဲ့ငြိမ်းချမ်းရေးသဘောတူညီစာချုပ်လက်မှတ်ရေးထိုးပွဲကိုကြီးကြပ်ပေးခဲ့ပြီးထရန့်ကိုယ်တိုင်လက်မှတ်ထိုးကသမိုင်းဝင်သဘောတူညီချက်လို့ချီးကျူးပြောကြားလိုက်တာကိုရိုက်တာသတင်းဌာနမှရေးသားခဲ့ပါတယ်။ပြီးခဲ့တဲ့ဇူလိုင်လနောက်ပိုင်းမှာအပြစ်ခတ်ရစဲရေးပြမြောက်ခဲ့ပြီးဒီပဋိပက္ခကြောင့်လူ20ကျော်သေဆုံးခဲ့ရတဲ့9ရက်ကြာတိုက်ခိုက်မှုတွေဆုံးသက်ခဲ့ပါတယ်။ထိုင်းကမ္ဘောဒီးယားအပြစ်ခတ်ရစဲရေးသဘောတူညီမှုစာချုပ်အပြီးအမေရိကန်ပြည်ထောင်စုနဲ့ထိုင်းနိုင်ငံအမေရိကန်ပြည်ထောင်စုနဲ့ကမ္ဘောဒီးယားနိုင်ငံတို့ရဲ့ကုန်သွယ်ရေးသဘောတူညီချက်တွေကိုလက်မှတ်ရေးထိုးခဲ့ကြပါတယ်။မလေးရှားမှာရှိနေစဉ်ထရန့်ဟာအာဆီယံထိပ်သီးအစည်းအဝေးနဲ့ဆက်ဆံအစည်းအဝေးတွေကိုလည်းတက်ရောက်မှာဖြစ်ကြောင်းသိရှိရပါတယ်။ထရန့်ဟာတပတ်ကြာရေးပါတဲ့ခရီးစဉ်အဖြစ်အာရှကိုထွက်လာတာဖြစ်ပြီးအမေရိကန်ရဲ့အဓိကမဟာမိတ်ဖြစ်တဲ့ဂျပန်နိုင်ငံဝန်ကြီးချုပ်အသစ်နဲ့လည်းတွေ့ဆုံမှာဖြစ်ပါတယ်။အဲဒီနောက် APEC အစည်းအဝေးအတွက်တောင်ကိုရီးယားနိုင်ငံကိုခရီးဆက်ကအဲဒီမှာတရုတ်သမ္မတရှီကျင်းဖျင်နဲ့တွေ့ဆုံဆွေးနွေးသွားမှာဖြစ်ကြောင်းလည်းသိရှိရပါတယ်။